ပရိညသက်တာထဲမှာနောက်ထပ်ပစ္စည်းတစ်မျိုးရှိအဲ့ဒါပါလေဆိုတော့အပွင့်ပွင့်နဲ့အာယုံရဲ့လှန်တံဖြစ်တယ်လှန်တံဆိုအားလုံးသိတယ်တစ်ကိုင်းချောက်ကြီးဖြစ်တယ်အသက်မရှိတော့တစ်ပင်နဲ့မချိတ်ထားတော့ဒါကြောင့်မို့အသက်မရှိတစ်ကိုင်းချောက်ဖြစ်တယ်ဒါပေမဲ့အဲ့ဒီလှန်တံကအပွင့်ပွင့်နေတဲ့ပွင့်တာလေတစ်ရက်နှစ်ရက်ပဲမဟုတ်တစ်နှစ်နှစ်နှစ်ပဲမဟုတ်နှစ်ပေါင်းများစွာကြာတဲ့အထိဘာလို့လဲပရိညသက်တာဟာဖခင်ရဲ့ဘုန်းတော်ကျင်းဝတ်တဲ့နေရာဖြစ်တယ်အဲ့ဒီပရိညသက်တာရဲ့အပေါ်မှာ mercy seat ဆိုတဲ့ဂယုဏပလင်ဆိုတာရှိတယ်အဲ့ဒီဂျားမှာဖခင်ကလာရောက်ပြီးတော့လူတွေကိုထင်ရှားတာဖြစ်တယ်ဘုန်းနဲ့ဘုန်းတော်ကျင်းဝတ်တဲ့နေရာမှာရှိတဲ့တကိုင်းကြောက်ကြီးကအပွင့်ပွင့်အသက်ရှင်ဘာကြောင့်လဲ glory sustain glory ကကြာရှည်ခံစေကြာရှည်ခံစေတယ်ဆိုတာတော့မှတဘာဝပြောင်းပြီးတော့ကြာရှည်ခံစေတာဖြစ်တယ်တကိုင်းချောက်ဆိုပို့ပို့ခြောက်သွားဖို့ပဲရှိရဒါပေမဲ့မခြောက်သွားမနဲ့ तू ကအပွင့်ပွင့်နေတာမင်းအပွင့်ပွင့်မို့ဆိုမင်းရဲ့အမြစ်ကဗမာလေအမြစ်ရှာလို့မရအောင်အမြစ်ကဘုံတော်ဖြစ်တယ်တင်ဘောပွင့်လန်းဖို့ဆိုတာလူတွေကအမြစ်ကိုလိုက်ရှာတယ် तू ဘလို့အောင်မြင်တာလဲ तू ဘလို့ချမ်းသာတာလဲ तू ဘလို့နာမည်ကြီးလာတာ तू ဘလို့အောင်မြင်လာတာလဲအမြစ်ကိုလိုက်ရှာတဲ့အခါတွေ့မဲ့အရာအော်ဖယားသခင်ကြောင့်ပဲဖယားရဲ့ဘုံတော်ကြောင့်သင်ဟာတည်တံ့လိမ့်မယ်တည်တံ့တဲ့ဆိုတဲ့အခါမှာတော့မှသင်အသက်ရှင်ပြီးတော့ပွင့်လန်းတဲ့တည်တံ့ခြင်းမျိုးဖြစ်တယ်ဒီ6တွေ့ပြီးတော့တည်တံ့တာမျိုးပြောတာမဟုတ်ဘူးကျမတို့ကြေကြရှိခံအောင်ဆိုအမဲသားတွေကိုအချောက်ခံလိုက်ရတယ်ဟုတ်လားငါးတွေကိုအချောက်ခံလိုက်ရတယ်ခောက်ဆွဲတွေကိုအချောက်ခံလိုက်ရတယ်no ဘုရားခင်တင်ကိုကြာရှည်ခံစေလို့ပြောတဲ့အခါမှာအဂလိဖြစ်ပြီးတော့ကြာရှည်ခံစေမှာမဟုတ်တင်ကြာရှည်ခံတဲ့အခါမှာအသက်ရှင်ပွင့်လန်းပြီးတော့ကြာရှည်ခံမှာဖြစ်တယ်အဲ့တော့တင်ကိုဘုရားခင်အသက်ရှင်နေသူဖြစ်စီမယ်သင်ဟာဗမာနေနေအသက်ရှင်နေသူဖြစ်လိမ့်မယ်သင်ဟာဘေမြို့မှာပဲနေနေအသက်ရှင်နေသူဖြစ်လိမ့်မယ်သင်ဟာအိမ်မှာနေရင်လည်းအသက်ရှင်ပွင့်လန်းနေသူဖြစ်လိမ့်မယ်သင်ဟာဝိညာဉ်ရေးမှာအမြဲတမ်းရှင်သန်ကြီးထွားတဲ့သူဖြစ်လိမ့်မယ်ဘုရားရဲ့ဘုန်းတော်ကသင်ကို encounter လုပ်လိမ့်မယ်ဘုရားရဲ့ဘုန်းတော်ကသင်ကိုအတွေ့ခံလိမ့်မယ်ဘုန်းတော်ကသင်ကို sustain လုပ်လိမ့်မယ်နောက်ပြီးတော့ဘုန်းတော်ကအောင်းစရာကောင်းတယ်ဣသရေလလူတွေတိုးထဲမှာသွားတဲ့ခါသူတို့ဝတ်တဲ့အဝတ်စားဒီအဝတ်စားပဲသူတို့ဝတ်တဲ့ဖက်နှက်ကဒီဖက်နှက်ပဲထွက်လာကလေးကနေဝတ်တာနှစ်40သာကြာသွားတယ်အဲ့ဒီအဝတ်စားအယောင်မရောဖက်နှက်ကမပြတ်ဘူးတဲ့ဘုန်းတော်က sustain လုပ်ပေးတယ်ကြာရှည်ခံစေတယ်ဒါပေမဲ့ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့အရာကဘုန်းတော်ကကြာရှည်ခံစေဆိုဒီဖက်နှက်ပဲမဟုတ်အဲ့ဒီဖက်နှက်ကသူတို့အသက်ကြီးလာနေမှာပိုကြီးလာစဉ်းစားကြည့်9နှစ်သားမှာအေဂုတုကနေထွက်လာတယ်အခု45နှစ်ရောက်ပြီ9နှစ်သားတော့ဖက်နှက်တင်စင်းရင်ဖက်နှက်ပြတ်သွားမှာနော်ခြေတော့တော့မှဆန့်မှာမဟုတ်ခြေထိတ်လေးပဲစီးလို့ရမှာအဲ့လိုမဟုတ်ဘုန်းတော်ကသင်ကို sustain လုပ်တယ်လို့ပြောတဲ့အခါမှာဒီတိုင်းပဲ sustain လုပ်မှာမဟုတ်ဘုန်းတော်ကသင်ကိုတည်တံ့စေလို့ပြောတဲ့အခါမှာဒီနေရာမှာတန့်နေမှာပြောတာမဟုတ်ဘုန်းတော်ကသင်ကြီးထွားလာတဲ့နဲ့အမျှသင်ဘေးကအရာတွေလည်းကြီးထွားလာမှာဖြစ်တယ်အတူရင်တော့ဝတ်တဲ့အင်ဂျီက9နှစ်သားတော့ဝတ်တဲ့အင်ဂျီက45နှစ်ဆိုဘလို့မှမတော်တော့ဘူးလေသင်မယုံပြန်ဝတ်ကြည့်ပါသင်9နှစ်တုန်းကဝတ်တဲ့အင်ဂျီလက်တစ်ချောင်းတော့မစမ်းဒါပေမဲ့ဒီလူကအဲ့ဒီအင်ဂျီကိုဘလို့ဆက်ဝတ်လို့ရတာလဲအဲ့ဒီအင်ဂျီကအယောင်လည်းမလျော့သွားအောင်အယောင်မလျော့တဲ့အပြင်အဲ့ဒီအင်ဂျီကကြီးလာဘလို့ကြီးလာတာလဲဘုန်းတော်ကကြီးလာစေတာဖြစ်တယ်ဘုန်းတော်ကသင်ကို sustain လုပ်တယ်လို့သင်လိုအပ်တဲ့အရာတွေကိုလည်း sustain လုပ်ပေးတယ်အချို့လူတွေသိနားမလဲဘူးကျွန်မပြောတာအချို့လူတွေသိနားမလဲဘုန်းတော်ကသင်ကိုပဲစောင့်ရှောက်တာမကောင်းသင်ကိုပဲတည်တံ့စေတာမကောင်းသင်ကိုပဲကြီးထွားပြီးအသက်ရှင်စေရုံမကောင်းသင်ဘေးနာကအရာတွေဘုရားရဲ့ဘုန်းတော်ကဒီအိမ်မှာနေရာယူတဲ့ခါဘုရားကသိတယ် miracle maker သင်တော်ဟာကြီးလာမှာဖြစ်တယ်ဘုရားကဘုန်းတော် sustain လုပ်တယ်ဆိုတော့သင်ကိုမ sustain လုပ်တာမဟုတ်သင်လိုအပ်တဲ့အရာတွေကိုပါ sustain လုပ်ပေးတာဘုရားကသင်လိုအပ်တဲ့အရာတွေသင်ကိုထပ်ပေးလာမယ်အချို့ကပြောတယ်ကိုရောကျွန်တော်တို့ကကြားကြီးတော့ခြေရလဲကြီးရဲ့အသက်ကြီးလာတော့ဘာဂျက်လည်းကြီးလာတယ်ကုန်နာတွေလည်းပုံများလာတယ် ministry တွေကြီးလာတော့ကုန်နာတွေလည်းပုံများလာတယ်လုပ်ငန်းတွေကြီးလာတော့ထွက်တဲ့အရာတွေလည်းများလာတယ်ဘုရားကသင်တည်နာလေပြီးသားဖြစ်တယ်သင်လိုတဲ့အရာဘုရားကသင် sustain လုပ်လိမ့်မယ်ဘုန်းတော်ထဲမှာသင်လိုသမျှအရာအားလုံးဟာလိုတဲ့ size အတိုင်းကြီးလာမှာဖြစ်တယ်ယေရှုနာမနဲ့ကောင်းချီးပေးတယ်ညရောက်မှမိတ်ဆွေသင်မဲကောင်းချီးရမှာမဟုတ်သင်ရဲ့အိမ်လည်းကောင်းချီးရလိမ့်မယ်အချို့လူတွေစဉ်းစားတယ်ကျွန်တော်ကလေးမွေးတော့မယ်အိမ်က
တခန်းနှစ်ခန်းပဲရှိရယ်မိန်းမနဲ့ကိုနဲ့နေသားသမီးထားစရာနေရာမရှိဖခင်တင်ပိုကြီးတဲ့အိမ်ပေးလိမ့်မယ်သင်ဘုံတော်ထဲမှာနေရာယူရဲဆိုသင်ဖခင်ပိုကြီးတဲ့အိမ်ပေးလိမ့်မယ်ကိုရောသားသမီးတွေအရွယ်ရောက်လာပြီသူတို့ကိုယ်ပိုင်ကားလို့တယ်ဖခင်တင်ကိုနောက်ထပ်ကားတစ်စီးထပ်ပေးမှဖြစ်တယ်ကိုရောကျွန်တော်မိန်းမလည်းအေဝံဂေလိသွားခြင်းတယ်သူလည်းကားလို့တယ်ဖခင်နောက်ထပ်ကားတစ်စီးတင်ကိုပေးလိမ့်မယ်သင်ကြီးလာတာနဲ့အမြဖခင်ဘုံတော်ကသင်လိုတဲ့အရာကို sustain လုပ်ပေးမယ်ယုံကြည်သူညီကိုမောင်နှမများဖခင်ကကစီနေတဲ့ဖခင်မဟုတ်ဘူးမထောက်ပံ့နိုင်လောက်အောင်လက်တော်တိုတဲ့ဖခင်မဟုတ်ဘူးဖခင်ကိုသင်မြင်တဲ့အခါဘလို့မြင်လဲဖခင်ရဲ့ဘုံတော်နေရာယူတယ်လို့ပြောတဲ့အခါမှာသင်ဘာကိုယုံကြည်လဲဖခင်ဘာလုပ်ပေးမယ်လို့ယုံကြည်လဲ Glory will sustain youဘုံတော်ကသင်ကိုထောက်ပံ့လိမ့်မယ် sustain လို့ပြောတဲ့အခါမှာ sustain ဆိုတဲ့အဓိပ္ပာယ်ကခံနိုင်ရရှိခြင်းလည်းပါတယ်ဥပမာတစုံတစ်ခုကအလေးချိန်တလောက်ရှိရဆိုရင်သူ့ကိုတည်တဲ့အိတ်က sustain လုပ်နိုင်လားမလုပ်နိုင်ဆိုဒီအလေးချိန်ကိုခံနိုင်သလားဆိုတာကိုဖော်ပြတာဖြစ်တယ်ဖခင်သင်ကိုခံနိုင်ရရှိရယ်ဖခင် miracle maker ချက်တိုးပွားခြင်းနဲ့ကြီးထွားခြင်းကိုခံနိုင်ရရှိရယ်ဖခင်ရဲ့ဘုံတော်ခံနိုင်ရရှိရယ်ဖခင်တင်ရဲ့ဘဝမှာတင်ကြီးလာတဲ့မြတ်ကိုရောကျွန်တော်တို့ပိုစက်ကတ်ခြင်းနဲ့ကိုရောတို့ပိုလှုပ်ခြင်းနဲ့ကျွန်တော်ဒီလောက်ပဲမလှုပ်ချင်ဘူးကျွန်တော်စီမရှာလို့မမှုတော်လေးဆောင်ခြင်းနဲ့အေဝံဂေလိလေးတွားခြင်းနဲ့ကျွန်တော် leadership မှာလည်းဥဆောင်နိုင်တဲ့လူဖြစ်ခြင်းနဲ့လူတွေကိုဥဆောင်တဲ့သူဖြစ်ခြင်းနဲ့ကျွန်တော်တရားလေးဟောခြင်းနဲ့ God will sustain you ဘုရားကတင်ကိုလုံနိုင်တဲ့အခွင့်ပေးလိမ့်မယ်တင်လိုတဲ့အရာအားလုံးကိုတင်ကိုထောက်ပံ့ပေးမယ်